ခေါင်းဖြတ်ပြီးတေးတံပေးခဲ့ပေမဲ့လေပင်ပေါ်မှာပုံးပက်ရတော့မထင်တဲ့အထိအစွမ်းထက်ခဲ့တဲ့ခွင်းဆက်လူသက်သမားတယောက်အကြောင်းမင်းသိလား1918ခုနှစ်ဇန်နဝါရီလ14ရက်နေ့ဘန်လန်ဖူးတူးမြောင်းရဲ့ရည်စည်းထဲမှာကြီးမားတဲ့တစ်တာတစ်လုံးမျောပါလာခဲ့တယ်။ဒီတစ်တာကိုအနီးနားမှာရှိတဲ့တန်ကားတွေကယေတနာတွေဖြစ်နိုင်တယ်လို့ယူဆပြီးဝမ်းသာအားရစေယူခဲ့ကြပါတယ်။ဒါပေမဲ့တစ်တာကိုဖွင့်လိုက်တဲ့အခါယေတနာတွေစားအပိုင်းပိုင်းခုတ်ထစ်ထားတဲ့အမျိုးသမီးအလောင်းကိုသာတွေ့လိုက်ကြရပါတယ်။တန်ကားတွေဟာရဲကိုအကြောင်းကြားလိုက်ပြီးရဲတွေကစုံစမ်းကြည့်လိုက်တဲ့အခါတစ်တာကြီးကိုလမ်းချသမားတဦးကလာရောက်ဆွန့်ပစ်ကြောင်းသိလိုက်ရပါတယ်။လမ်းချသမားကိုငွေပေးပြီးပြစ်ခိုင်းခဲ့တဲ့သူကတော့ဘွန်ပန်းပဲဖြစ်ပါတယ်။ထူးခြားတာကသူဟာဖုန်ကြီးတစ်ပါးဖြစ်နေခြင်းပါ။ဘွန်ပန်းကို1890ပြည့်နှစ်မှာမွေးဖွားခဲ့ပြီးမိဘနှစ်ပါးကဆွန့်ပစ်ခဲ့ကြပါတယ်။ဘွန်ပန်းကိုတန်ငါတဲ့အဖိုးဖွားလင်မယားကမွေးစားခဲ့ပါတယ်။ဘွန်ပန်းဟာအလွန်ချောမောတဲ့ရွရွရှိပြီးဆယ်ကျော်သက်အရွယ်မှာဘဝတစ်စစ်ချိုးစပြီးပြောင်းလဲခဲ့ပါတယ်။သူကပြင်းကြီးတဲ့လူတစ်ယောက်ဖြစ်လို့ပင်ပန်းတဲ့အလုပ်ပဲအလုပ်ကိုမှမလုပ်ချင်ခဲ့ပါဘူး။သူဝါသနာပါပြီးစိတ်ဝင်စားတဲ့အရာတစ်ခုကိုဒါဒီဇိုင်းမလုပ်ဆောင်ခဲ့ပါတယ်။အဲ့ဒါကတော့အောက်လန်းအသက်ပညာနဲ့ဂါထာမဏ္ဍများရွတ်ဖတ်ပြီးစီရင်ခြင်းလမ်းစဉ်တွေပါပဲ။အောက်လန်းအသက်ပညာကိုလေ့လာလိုက်စားနေတာကြောင့်အဖိုးဖွားလင်မယားဟာဘွန်ပန်းကိုကြောက်ရွံ့ပြီးသူ့အသက်20အရွယ်မှာအိမ်ကနေမောင်းထုတ်ပစ်ခဲ့ပါတယ်။အဲ့ဒီနောက်ဘွန်ပန်းဟာဘန်ကောက်မြို့လယ်ရှိဘန်လန်ဖူးကိုပြန်ရွှေ့ခဲ့ပြီးရှီဟောင်းဘုရားကျောင်းတစ်ခုဖြစ်တဲ့ဝက်တီဝရက်ကွန်ချွန်မှာဖုန်ကြီးဝတ်ခဲ့ပါတယ်။ချောတယ်အောက်လန်တက်တယ်အပြောကောင်းပြီးဘ ഹു တုတကြွယ်ဝတော့သူ့မှာအမျိုးသမီးတကာမတွေများပြီးများလာခဲ့ပါတယ်။ဘွန်ပန်းဟာဒီလောက်နဲ့မကျေနပ်ပဲရဲရချီလာတွေကိုအကြောင်းပြပြီးအမျိုးသမီးများနဲ့ပေါင်းဖက်နေထိုင်တာတွေရှိလာတဲ့အခါဘုန်းကြီးကျောင်းကနေနှင်ထုတ်ခံခဲ့ရပါတယ်။နှင်ထုတ်ခံရပြီးတဲ့နောက်မှာဝတ်စုတက်ဖျားเจ้าမှာအမားတွေထပ်မလုပ်တော့ပါဘူးလို့ကတိပေးပြီးထပ်မနေထိုင်ခဲ့ပါတယ်။သူပြောင်းလာတဲ့အခါသူနဲ့အတူတန်တစ်တာကြီးတွေလည်းပါလာတာကိုတွေ့ရှိခဲ့ကြပါတယ်။ဒါပေမဲ့သူ့အကျင့်တွေကမပြောက်ပဲပိုတောင်ဆိုးလာခဲ့ပါသေးတယ်။မိမကိစ္စတွေအပြင်လောင်ကသားကိစ္စတွေပါတိုးလာခဲ့တာကြောင့်ပါ။ဒီတစ်ခါမှတော့ဘွန်ပန်းဟာအမျိုးသမီးတွေကိုမြူဆွဲပေါင်းဖက်ပြီးငွေကိုချင်းချောက်တောင်းယူပါတယ်။မပေးရင်တပ်ပစ်တဲ့အထိဖြစ်လာခဲ့ပါတယ်။သူနဲ့ပတ်သက်တဲ့အမျိုးသမီးအများစုဟာအထက်တန်းလာတွေဖြစ်ပြီးအိမ်အောင်တွေများဖြစ်ကြပါတယ်။ဘွန်ပန်းဟာလူသက်ပြီးအလောင်းဖြောက်တိုင်းအလောင်းကိုအပိုင်းပိုင်းခုတ်တစ်တာတဲ့ထက်ကြောက်ခဲအလေးကြီးတွေထည့်ပြီးမြစ်ထဲကိုလွန့်ပစ်ပြီးပြစ်မှုကျွလွန်တတ်သူပါ။တရက်မှာတော့သူဟာကုံတဲ့တယောက်ရဲ့ဇနီးမယားနဲ့ပတ်သက်မိပြီးကိုဝင်ကိစ္စတွေဖြစ်လာခဲ့ပါတယ်။ကုံတဲ့ဇနီးကဘွန်ပန်းကိုလိုဝက်လဲပြီးကိုဝင်ကိုတာဝန်ယူစေချင်ခဲ့ပါတယ်။ဒါပေမဲ့ဘွန်ပန်းလိုချင်တာကငွေပဲဖြစ်ပါတယ်။ဒါကြောင့်ကုံတဲ့ဇနီးကိုလည်းအရင်ပုံစံနဲ့အတိုင်းတက်ပြီးအလောင်းဖြောက်ပစ်ခဲ့ပြန်ပါတယ်။ဒီတစ်ခေါက်ရတဲ့ငွေတွေနဲ့ဘွန်ပန်းဟာသူ့မန်တကယ်ချစ်တဲ့အမျိုးသမီးနဲ့လက်ထပ်ဖို့ပြင်ဆင်ခဲ့ပါတယ်။အဲ့ဒီမင်္ဂလာပွဲမှာပဲဘွန်ပန်းဟာဖန်ဆီးခံခဲ့ရပါတော့တယ်။နောက်ဆုံးမှာတော့ဘွန်ပန်းဟာလူသက်မှုနှစ်ခုကိုဝန်ခံခဲ့ရပေမဲ့တကယ်တမ်းအသက်ခံရသူတွေဟာ9ယောက်ထက်မနည်းရှိနေခဲ့ပါတယ်။ဒါကြောင့်ထိုင်းအစိုးရဟာခေါင်းဖြတ်ပြီးတည်တံပေးဖို့အမိန့်ချမှတ်ခဲ့ပါတယ်။သူ့ကိုခေါင်းဖြတ်မနေ့မှာလာရောက်ကြည့်ရှုကြတဲ့လူအုပ်ကြီးကလည်းထောင်ထဲချီပြီးရှိခဲ့ပါတယ်။ထူးခြားမှုတွေအနေနဲ့ခေါင်းဖြတ်ဖို့လက်ပင်ပေါ်ဓာတ်တင်ခုတ်လိုက်တာနဲ့ဓာတ်ကအဝေးကိုလွင့်ထွက်သွားခဲ့ပါတယ်။ဘွန်ပန်းဟာလက်အုပ်ချီအနေထားနဲ့ပါဇက်ကတစ်ခုခုကိုအဆက်မပြတ်ရွတ်ဖတ်နေတာကိုလည်းတတိထားမိခဲ့ကြပါတယ်။ဒါကြောင့်သူကပါဇက်ဟာခိုင်းတဲ့အခါပါဇက်ထဲမှာအနက်ရောင်ဖျားစင်းနုငယ်တစုကိုငုံထားတာတွေ့ရှိခဲ့ရပါတယ်။ဒါကြောင့်သူပါဇက်ထဲကစင်းနုတော်ကိုထုတ်ပြီးရေတိုက်ပြီးမှသာခေါင်းဖြတ်လို့ရခဲ့ပါတယ်။ဒီကောင်းဖြတ်စီရင်မှုကထိုင်းနိုင်ငံရဲ့နောက်ဆုံးကောင်းဖြတ်စီရင်ခြင်းဖြစ်ခဲ့ပါတယ်။ဘွန်ပန်းတည်ဆုံပြီးနောက်သူ့ကိုကောင်းဖြတ်တဲ့နေရာမှာသူ့အတွက်နန်းနန်းတစ်ခုစောက်ပေးခဲ့ကြတယ်။သူဟာလူကောင်းတစ်ယောက်မဟုတ်တဲ့အပြင်အောက်လန်းအသက်တွေလည်းတတ်တာကြောင့်လူတွေကကြောက်ရွံ့ဆိုရင်ပြီးသူ့ဒေါသကိုနှစ်သိမ့်ပေးဖို့နန်းနန်းလေးစောက်ပေးခဲ့ကြတာပါ။အခုဆိုရင်နန်းနန်းဟာနှစ်ပေါင်း100ကျော်လာခဲ့ပြီးဒီနေရာကတော့ဝက်ဖာစီဖျားကျောင်းပရဝုံထဲမှာပဲဖြစ်ပါတယ်။အခုပြောပြခဲ့တဲ့ဘွန်ပန်းအကြောင်းကို1960ခုနှစ်မှာရေဒီယိုဇက်လန်အနေနဲ့ထုတ်လွှင့်ခဲ့ပြီး1980နဲ့2006ခုနှစ်တွေမှာလည်းရုပ်ရှင်ဇက်လန်အဖြစ်ရိုက်ကူးထားကြပါသေးတယ်။ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ဖြစ်ရမှန်အကြောင်းအရာတွေနဲ့ရတာဆောင်ဇက်လန်တွေကိုဖတ်ရှုနားထောင်နိုင်ဖို့ Arrival Midnight Channel ကို follow လုပ်ထားဖို့မမေ့နဲ့နော်။
ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီးတော့လူတွေကအခုထိအမျိုးမျိုးပြောဆိုနေကြတော့မှာအကြောင်းအရာမူကွဲတွေလည်းအများကြီးရှိပါတယ်အကြောင်းအရာကတော့ဖြစ်ရမှမလို့မင်းရောဘယ်လိုမြင်လဲကိုမမတခုခုရေးခဲ့ဖို့မမေးနဲ့နော်